noun plus a သားရကပုံစံ2မျိုးနဲ့သုံးပါတယ်နော်စီမင်းစီကံစံနှုန်းသတ်မှတ်ချက်တွေအရာလိုက်လုပ်တဲ့ a သားရရဲ့အရှိအခြေအနေပြောင်းလဲရင်နောက်အခြေအနေနဲ့လိုက်ပြီးတော့ပြောင်းလဲတယ် alike ဆိုတဲ့ a သားရရဲ့မြန်မာဘာသာစကားမှာကြတော့အရာပဲပြောပြော alike ပဲပြောပြောတိတ်ပြီးတော့တိတိတတ်တာကွဲပြားတာမျိုးမရှိပေမဲ့ကိုရီးယားတရားသုံးလုံးနဲ့ပုံစံအရာဆိုလို့ရှိရင်ကိုလိုချင်တဲ့ပြောချင်တဲ့ဖော်ပြချင်တဲ့သဘောပေါ်မှာလိုက်ပြီးတော့ grammar ကိုရွေးချယ်သုံးလို့ရပါမယ်ဥပမာ일정에 따라 수업이 진행됩니다. အပလန်အရာစီစဉ်ထားမှုအရာအတန်းကိုလှုပ်ဆောင်နေသင်ကြားပါတယ်အရှိက 일정 ကကျွန်တော်သတ်မှတ်ထားတဲ့နှုံထားစံချိန်စံညွှန်းတွေကိုဆိုလိုတာဒီစံချိန်စံညွှန်းတွေအရာကျွန်တော် action တစ်ခုကိုလိုက်ပြီးတော့လှုပ်ဆောင်နေဆိုတဲ့သဘောကိုဖော်ပြခြင်းရင် noun plus a တာရာအနောက်မှာ action တစ်ခုခုကိုလှုပ်ဆောင်နေဆိုတဲ့ pattern နဲ့သုံးတယ်နာရှိရဲ့တာရာ 오차림이 다릅니다ရာသီဥတုအလိုက်ဝတ်စားစီရင်မှုတွေကွဲပြားတယ်ဒီရာသီဥတုဆိုတဲ့အခြေအနေပြောင်းလဲမှုပေါ်မှာလိုက်ပြီးတော့ဝတ်စားစီရင်မှုတွေကလည်းလိုက်ပြီးတော့ပြောင်းလဲလာတာဒီလိုမျိုးအခြေအနေကိုဖော်ပြခြင်းနဲ့ဆိုရင် noun plus a တာရာအနောက်မှာကျတော့ဓာတုတာဓာလာချီတာဘာကုတာဆိုရဲပြောင်းလဲသွားတယ်ဆိုတဲ့စလုံးလေးလိုက်တယ်ဒီ noun plus a တာရာမွန်ပေါ်ပလေးကကျတော့ suki topic 2 suki ရော iki ရောမှာရောပါတတ်တာမို့လို့သတိထားပြီးတော့တေချာလေးမှတ်မှတ်သားသားလေ့လာထားသင့်ပါတယ်နော်